လာပါဒီနေ့ချမ်းအလုပ်သမားဟင်းကျွန်တော်ချက်ပြမယ်ချက်ပြချမ်းအလုပ်သမားဟင်းကဒီနေ့ကထောက်မှပါကြော်ပြမယ်ငါထောက်ချမ်းလို့ဆိုရင်တော့ထောက်မှပါကျွန်တော်ချမ်းတကားတိတ်မပြီးဘူးပြောတာနော်ပြီးရင်မြန်မာလို့ဆိုရင်တော့ငဖဲရှစ်ကိုအရသာထည့်ပြီးကြော်ထားတာပေါ့ဒါကတော့သူတို့အရသာဆက်ပြီးတော့ကျွန်တော်အရသာထည့်တာအရသာထည့်တာမပြတော့နောက်တစ်ခါဂျုံမအရသာထဲပုံထဲနေကိုကျွန်တော်ပြပေးမယ်ဒါမှမဟုတ်လည်းကျွန်တော်နောက်ပြီးလို့ခြိုက်နေတဲ့အခါလေးမှာအတန်သွင်းတဲ့အခါကျရင်ကျွန်တော်အရသာဘာတွေထည့်ရဲဆိုတာကျွန်တော်ပြပေးမယ်အခုကြော်တော့တစ်ချက်လိုက်ကြည့်ဘယ်မှာမျိုးလေးဖြစ်သွားလဲဆိုတာအားလုံး let's goဒါကတော့သူနဲ့စားမဲ့ဆော့ရည်ကိုလုံနေတာပါတခွားသီးလှီးတယ်နောက်ပြီးငရုတ်သီးပွား2တောက်လှီးတယ်မယ်နောက်ပြီးနမ်းကျက်ကင်ထဲမယ်အရသာကဒီဟာကြော်တော့အရသာသူတို့ထည့်ပေးသွားတယ်ဆိုတော့ကျွန်တော်ထည့်လို့မရဘူးတလားရသာထည့်လို့မရဘူးပထမဦးဆုံးလာရင်သူငါးလေးတွေလာမယ်ငါးလေးတွေအမှုတ်လေးတွေလာမယ်အဲ့ဒါကိုကျုပ်ထဲထညက်ခဲထဲနောက်ပြီးရင်သူတို့ picket ထဲပြီးရင်ဟိုနဲ့ပန်းမှာပေါ့သူတို့ရောဆောက်အောင်ပဲသီးလေးထည့်ထားတယ်เนาะအဲ့ထဲမှာပဲသီးကိုပလှီးထည့်ထားတယ်နောက်မှကြုံမှအရသာဆက်နီးကိုရိုက်ပြမယ်နောက်တစ်ခါလုံးမှဟိုကသူတို့အရေးဆောက်သွားဆိုကျွန်တော်ရိုက်ပြလို့မရဘူးဒါကြော်တာလေးပဲရိုက်ပြထားတာအားလုံးကျေးဇူးတင်တယ်အားလုံးပြီးအောင်လိုက်ကြည့်ပေးပါပြီးအောင်လိုက်ကြည့်မှလို့ဆိုတာသိရမှာပါနမချစ်ကင်ပေါ့နော်ထည့်ရတာအဲ့ဒါကြောင့်ပါအားလုံးလိုက်ကြည့်ပေးပါဦးပြီးအောင်လို့ဒါပြီးပြီပဲဆိုတော့ပြီးနေခုပြီးပါပြီလွယ်ပါတယ်လောက်ကတာလောက်တော့ဝိုင်းရင်တော့လွယ်တယ်လောက်ကတလားမလောက်တခင်မှာတော့နည်းနည်းခတ်တာပေါ့ဒါ